မိခင်ဖြစ်သူကတော့သူ့သားလေးလေကားကနေဆင်းသွားတာကိုကိုယ်တိုင်မြင်လိုက်ရပါတယ်ဒါပေမဲ့ထူးဆန်းတာကဖခင်ဖြစ်သူဟာအောက်ထပ်မှာ6မိနစ်လောက်စောင့်နေတာတောင်သားဖြစ်သူရဲ့အရေးအယောင်ကိုမတွေ့ရပါဘူးကျောင်းသွားဖို့အချိန်လဲနီးနေပြီမို့နောက်ကြတော့မှဆိုလို့သူကစိတ်မရှိစွာနဲ့ဖုံးဆက်အစင်းကိုအတင်းခေါ်ပါတယ်မထင်မှတ်ထားပဲဇနီးဖြစ်သူကကလေးကအောက်ကိုဆင်းသွားပြီလို့ပြောလိုက်ပါတယ်ဒီအချိန်မှပဲဇနီးမောင်နှံနှစ်ဦးလုံးတစ်ခုခုမားနေပြီဆိုတာသိလိုက်ရပါတယ်ဒါနဲ့သူတို့ဟာလေကားထစ်မှာအမြန်ဆုံးတွေ့ကြပေမဲ့စင်ကြံတစ်လျှောက်လုံးမှာလည်းတားဖြစ်သူကိုမတွေ့ရပါဘူးဒီအချိန်မှာတောင်သူတို့ဟာအခြေအနေရဲ့ပြင်းထန်မှုကိုမသိသေးပါဘူးသူတို့သားလေးကြောင်းမသွားခြင်းလို့အိမ်ထဲပြန်ခိုးဝင်ပြီးပုံနေတယ်လို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့အိမ်တစ်ခုလုံးကိုလိုက်ရှာပြီးတဲ့နောက်မှာတားဖြစ်သူလုံးဝပြောင်းနေတယ်ဆိုတာကိုသိလိုက်ရပါတယ်ဒီတော့မှဇနီးမောင်နှံနှစ်ဦးလုံးတကယ်ထိတ်လန့်သွားခဲ့ကြပါတယ်ဇနီးဖြစ်သူကခင်မုန်းကိုစတင်ပြစ်တင်ပါတော့တယ်ခင်မုန်းကတေချာမကြည့်လို့ကလေးကခိုးထွက်သွားတာဖြစ်ရမယ်လို့ပြောပါတယ်ဒါပေမဲ့ခင်မုန်းကတော့သူ့ကားကအဝင်ဝကိုပိတ်ထားတာမို့မဖြစ်နိုင်ဘူးလို့ပြောပါတယ်ရုတ်တရက်ခင်မုန်းဖြစ်သူတစ်ခုခုကိုတတိယသွားပါတယ်အောက်ထက်ကကောင်မလေးကသူတို့သားကိုကျူရှင်မကြာခဏတင်ပေးတတ်တယ်ဒါကြောင့်သူတို့ချက်ချင်းအောက်ဆင်းပြီးကောင်မလေးကိုတွားမိခဲ့ကြပါတယ်ဒါပေမဲ့ကောင်မလေးအိမ်မှာဘယ်သူမှမရှိပါဘူးပြီးတော့အိမ်နီးနားချင်းအားလုံးကိုလိုက်မေးကြည့်ပေမဲ့ဘာမှမတွေ့ရပါဘူးနောက်ဆုံးမှာတော့ခင်မုန်းဖြစ်သူကရဲကိုဖုန်းခေါ်ခဲ့ပါတယ်မကြာခင်မှာပဲရဲတွေရောက်လာပြီးကလေးဟာ9နာရီ40မိနစ်မှာအောက်ဆင်းသွားခဲ့ပြီးလေကားထစ်မှာထူးဆန်းစွာပျောက်ကွယ်သွားတယ်ဆိုတာကိုသိလိုက်ရပါတယ်သူတို့ဟာအဆောက်အုံကိုစတင်စုံစမ်းစစ်ဆေးခဲ့ပါတယ်အဆောက်အုံတစ်ခုလုံးမှာ9ထပ်ပဲရှိပြီးခေါင်းမိုးကိုတက်လို့မရဘူးဆိုတာကိုတွေ့ရှိခဲ့ပါတယ်ရဲတွေကခင်မုန်းဖြစ်သူကိုမကြာသေးခင်ကအိမ်နီးနားချင်းတွေနဲ့ပဋိပက္ခတစုံတရာဖြစ်ပွားခဲ့ခြင်းရှိမရှိမေးမြန်းတဲ့အခါခင်မုန်းဖြစ်သူဟာအကြာကြီးစဉ်းစားပေမဲ့ဘာမှထွက်မလာခဲ့ပါဘူးသူဟာအနီးနားကကားနဲ့ရောင်ကိုပဲငြိမ်သက်စွာကြည့်နေပြီးတခုခုပြောချင်နေတယ်လို့ပါပဲအဲ့ဒီအချိန်မှာပဲစောင့်ကြည့်ကင်မရာမှတ်တမ်းတွေကိုစစ်ဆေးနေတဲ့အရာရှိတဦးရောက်လာပါတယ်စောင့်ကြည့်ကင်မရာမှာကလေးအောက်ဆင်းသွားတဲ့မှတ်တမ်းမရိုက်ကူးမိဘူးလို့သိရပါတယ်ရဲတွေဟာခင်မုန်းဖြစ်သူနဲ့အတူအပေါ်ထပ်ကိုလိုက်စစ်ဖို့ပဲတက်နိုင်တော့ပါတယ်သူတို့ဟာအိမ်ထဲကအခန်းတိုင်းမှာရှိတဲ့လုံခြုံရေးပြတင်းပေါက်တွေအားလုံးကောင်းမွန်နေတယ်ဆိုတာကိုတွေ့ခဲ့ရပါတယ်ကလေးကပြတင်းပေါက်ကနေအိမ်နီးနားချင်းစီခုန်ကူးသွားဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့အရာရှိကမတော်တဆနောက်လှည့်လိုက်တဲ့အခါခင်မုန်းဖြစ်သူဟာသူ့အိတ်ကက်ထဲကိုစာတစောင်ကိုတိတ်တိတ်လေးဝက်နေတာကိုရုတ်တရက်သတိပြုမိလိုက်ပါတယ်ဒီထူးဆန်းတဲ့အပြုအမူကြောင့်ရဲတွေလုံးဝကိုရှုပ်ထွေးသွားခဲ့ပေမဲ့သူ့ကိုထုတ်ဖော်မပြောခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲတကားဝကအိမ်နီးချင်းတဦးကရုတ်တရက်ထပြောပါတယ်3သူညနှစ်ကိုစစ်ဆေးပြီးပြီလားလို့မေးပါတယ်ရဲတွေရှုပ်ထွေးသွားပါတယ်ခင်မုန်းဖြစ်သူကသူ့သားက3သူညနှစ်ကကောင်မလေးနဲ့ကစားရတာအရန်ကြိုက်တယ်လို့ရှင်းပြပါတယ်ဒီစကားကိုကြားပြီးနောက်ရဲတွေဟာချက်ချင်းသူညနှစ်ကိုအမြန်သွားခဲ့ပေမဲ့ဘလောက်ပဲခောက်ဘယ်သူမှထွက်မလာခဲ့ပါဘူးဒါကြောင့်ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးကနေသူညနှစ်ပိုင်ရှင်ကိုဆက်သွယ်ခိုင်းရပါတယ်သူတို့ပြန်လာဖို့တနာရီကြာမယ်ဆိုတာသိရတော့တခြားအိမ်နီးချင်းတွေရဲ့အိမ်ကိုတွားရတော့ပါတယ်သူတို့ဟာကောင်လေးကပုံမှန်အားဖြင့်တော်တော်လေးဆိုးသွမ်းပြီးဇနီးမောင်နှံရဲ့ဆက်ဆံရေးကလည်းမကောင်းပဲမကြာခဏရန်ဖြစ်တတ်ကြတယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်ရဲတွေကအမှုရဲ့အခြေအနေကိုနားလည်ပြီးနောက်အထက်တိုင်းကိုစတင်စစ်ဆေးခဲ့ပါတယ်ကလေးဟာဘသူ့အိမ်မှာမှမရှိဘူးဆိုတာကိုတွေ့ခဲ့ရပါတယ်ပြီးတော့ကလေးကိုအမြန်ဆုံးရှာတွေ့ဖို့အတွက်ပထမဆုံးရက်ွက်ထဲကအောက်ဘက်ကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့ပါတယ်မထင်မှတ်ထားပဲသူတို့ဟာတဲလုံစတစ်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်ရဲတွေဟာပန်းချံကမြေကြီးတွေဖရိုဖျဲဖြစ်နေတာကိုတွေ့ရှိခဲ့ပါတယ်သူတို့ဟာချက်ချင်းတစ်ခုခုကိုတွေးမိလိုက်ပါတော့တယ်